Привет, Russian Mastery ရဲ့ teacher မူကဖြစ်ပါတယ်။ဒီမှာ Russian ဘာသာစကားလေးလာခြင်းတဲ့သူရဲ့အတွက်အခြေခံအကျဆုံး learning step ကိုမျှဝေပေးပါမယ်။ဘာသာစကားတစ်ခုကိုလေ့လာရမယ်ဆိုရင်အခြေခံအကျဆုံးဖြစ်တဲ့အခရာကနေစတင်လေ့လာရမယ်ဆိုတာလည်းသိတဲ့အတိုင်းပါပဲ။ Russian ဘာသာစကားမှာအခရာပဲလို့ရှိရလို့ထင်ပါကြလေ။ခမန်းကြည့်အောင်1 2 3 33လုံးရှိပါတယ်။ ရုရှားအခရာတွေကအင်္ဂလိပ်အခရာတွေနဲ့ဆင်တူတွေလို့ကြားဖို့ဟုတ်တယ်ဟုတ်အဲ့တော့အမှတ်ရအလွယ်ကူဆုံးအင်္ဂလိပ်နဲ့အဆင်တူဆုံးရုရှားအခရာ၅လုံးကိုအတူတူလေ့လာကြမယ်ကာM O T A K M O T ခုတင်သားရဲ့အခရာတွေရဲ့အတန်းထွက်တွေကိုမှတ်မိဖို့စကားလုံးလေးတွေနဲ့တွဲမှတ်ကြည့်ရအောင် Arbus K Got M Marsh Oblaka T Dot ခုကတော့အခြေခံအကျဆုံးအခရာတွေကိုလေ့လာခဲ့ရပြီဖြစ်ပါတယ်။အခရာလေးတွေကိုစစ်တင်ပေးမှာမို့ like and follow လေးလုပ်ထားကြပါအောင်။ ဗီဒီယိုလေးမှာဆုံးမယ်နော်။ပက